ဆက်ပြဲလည်းငပိနဲ့ထမင်းစားမယ်အရင်စားခြင်းလေအာဘီငပိရမှာလေအာဘီငြုပ်သေးတွေထပ်ပြီးတော့လေထောင်းပြီးထပ်ထည့်တာရှဲငခုကြောချက်ပါရှင်ဒါလေးအာဘီစီမပါပဲနဲ့ကြော်တယ်စီမပါပဲနဲ့ချက်ထားတာပါဒီ9ကြောချက်တစ်ပကံလုံးမှာကယ်လိုရီ230ပါရှဲပဲပေါ့နော်ထမင်းကတော့အာဘီ200 gram ထည့်တာဆိုတော့ကယ်လိုရီ260ပေါ့နော်ငပိတိုးစီကတော့ကယ်လိုရီမတက်တော့ဘူးရမ်းပြင်းတော့200လောက်ပေါ်လုံးဆုံးရှိတယ်အကုန်လုံးရောပြီးတော့ grand ချင်းမှာပြင်းသွားလို့ဘာလို့အတိတ်တွေကျတော့ကယ်လိုရီရမ်းနေရနော်ငပိရလည်းကယ်လိုရီနဲ့ဆိုတော့ okay ညနေစားခြင်းနေပြီတမ်းများလေးဖြန်းမယ်ချင်းလေးနဲ့ဗိုက်တာမင် C အားကြောချက်ထည့်ပါမယ်လုံးဝရှယ်နော်စီမပါပဲချက်တော့ကယ်လိုရီ200ကျော်လေးနဲ့စားရတယ်ဒါတော့ဒါစီနဲ့ချက်လို့ကတော့တေးပြီစီနဲ့ deep fry ကျော်စီနဲ့ပြန်ပြီးချက်ဆိုတော့ oh my ဒီ9တပကံကယ်လိုရီမှာဟို900လောက်ဖြစ်သွားမှာအဲ့ဒီရင်တော့အဲ့လိုစားရတယ်စီအမုန်းစားစီနဲ့ကြော်ရဲစီနဲ့ချက်လို့ရှိရင်အနှစ်တွေအများကြီးချက်တာအဲ့ကြောင့်လည်းပေါင်120ဝါတာဖတ်တီးပုတ်ခဏကိုရမ်းကြည့်ရဆိုရဲကိုယ့်အောင်ကြည့်ပြီးအရမ်းယုံတာတော့တကယ်အရမ်းယုံစရာကောင်းတယ်အဲ့ဒီပုံစံကြီးရလေအိုးတကယ်ယုံစရာကောင်းတာပါသူများကိုလာယုံစရာမလို့ကိုယ့်အောင်ကြည့်ပြီးအရမ်းယုံတာအဲ့ကြောင့်ကိုဆိုလို့ရှိရင်ဒီလိုမျိုးဟင်းနေစားတော့ IP တက်ရမှာလည်းမသုံးနဲ့စားတယ်ပေါ့နော်ဒါတော့မဝိတ်ကြပါလေရှင်ထမင်းကနှစ်ပေါ့နော်မနက်စာအီမိုးရင်းကားတွေအတုပ်တွေအဲ့လိုမျိုးစားပါတယ်ရှမ်းခေါက်ဆွဲလို့ပါတော့အဲ့ဒါတွေအကုန်လုံးလည်း IP စီမပါပဲနဲ့ချက်ပါတယ်ဆိုတော့IP ဝိတ်ချတဲ့နဲ့ဖွင့်လာတယ်ပေါ့နော်ဒီလိုမျိုးစီမပါတဲ့မြန်မာထမင်းဟင်းတွေအဝစားပြီးတော့ဝိတ်ချကျင်တာအဲ့ဒါဆိုလို့ရှိရင် IP စီမှာဒီနေ့တော့တက်လို့ရပါတယ်စားကြပါအောင်ရှင်ဝါကောင်းလိုက်တာရကောင်းလိုက်တာရမလေးအပိရလုံးဝထိမိနေတာပဲညိုသေးထထိုက်တာပို့ပြီးတော့ထိမိတာအဲ့တော့အသေးကောင်းရှယ်စားကြပါဦးအရင်စားကောင်း